ဘန်နဲ့မာနယ်ကတ်တို့ပွဲဖြစ်တော့မှာလားမင်္ဂလာပါ MMA ပရိသတ်တို့ရေကျွန်တော်တို့မြန်မာပြည်ဖွာဖိုက်တာဂျော့ရှူဝါဘန်တယောက်မက်လာထဲမှာပွဲကြီးပွဲကောင်းထိုးရဖို့အတော်လေးနီးစပ်နေပြီဆိုတဲ့သတင်းတွေထွက်ပေါ်နေပါတယ်ဒီနေ့မှာတော့ဂျိုရှူဝါဘန်ရဲ့နောက်ဆုံးရသတင်းတွေနဲ့ဘသူနဲ့ပွဲတီဖို့ရှိနေလဲဆိုတာကိုတင်ဆက်ပေးသွားမှာပါလက်ရှိမှာတော့ဂျော့ရှ်ဘန်နဲ့နာမည်ကြီးဖိုက်တာမာနယ်ကတ်တို့ဟာလူမှုကွန်ရက်ပေါ်မှာတယောက်နဲ့တယောက်အပြင်းထန်စိန်ခေါ်နေကြပါတယ်အထူးသဖြင့်မတ်လ9ရက်နေ့မှာကျင်းပမဲ့ UFC ပြိုင်ပွဲမှာသူတို့နှစ်ဦးပွဲတီဖို့အခွင့်အလမ်းအလွန်များနေတာပါ UFC ဘက်ကလည်းဒီပြိုင်ပွဲအတွက်ကိုမိန်အီဘတ်နေရာကိုအခုထိအလွတ်ထားတာကြောင့်ဒါဟာဂျော့ရှူဝါဘန်တို့ပွဲအတွက်ခြံထားတာလားလို့ဝေဖန်ရေးသမားတွေကခန့်မှန်းနေကြပါတယ်ဂျိုရှူဝါဘန်ဘက်ကတော့ပွဲဖြစ်ဖို့အတွက်အဆင်သင့်ပဲလို့အပြည့်အဝယုံကြည်ချက်ရှိတုံ့ပြန်ထားပါတယ်မာနယ်ကတ်ဟာဝါရင်ပြီးအတွေ့အကြုံများတဲ့ဖိုက်တာတဦးဖြစ်တာကြောင့်ဒီပွဲသာတကယ်ဖြစ်လာခဲ့ရင်ဂျော့ရှ်ဘန်အတွက်တော့သူ့ရဲ့ကစားသမားဘဝမှာအကြီးမားဆုံးစိန်ခေါ်မှုတစ်ခုဖြစ်လာမှာသိချပါတယ်။ပြီးခဲ့တဲ့ UFC ပြိုင်ပွဲတွေမှာလည်းအသက်ကြီးပေမဲ့စွမ်းဆောင်ရည်ကောင်းနေစေဖြစ်တဲ့ဘော်ဂါနော့စကီတို့လိုဖိုက်တာတွေကိုကြည်ချင်းအဖြစ် MMA လောကမှာဘာမဆိုဖြစ်သွားနိုင်တယ်ဆိုတာတွေ့ရပါတယ်။ကျွန်တော်တို့မြန်မာဖိုက်တာလေးဂျော့ရှ်ဘန်အနေနဲ့ရောမာနယ်ကတ်ကိုအလဲထိုးပြီးအောင်ပွဲခံနိုင်မလားပရိသတ်တို့ရဲ့အမြင်ကိုလည်းဒီကမတ်မှာဆွေးနွေးပေးသွားကြပါအောင်အားလုံးကိုကျေးဇူးတင်ပါတယ်